ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါတပိက channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဖက်ပြမယ့်အကြောင်းအရာကတော့ရခင်ဖက်ပြနေတဲ့ဆရာကြည်မင်းရေးတဲ့လှုပ်ချင်တာတွေလှုပ်နိုင်ဖို့လှုပ်တင်တာတွေလည်းလှုပ်နိုင်ဖို့ဆိုတဲ့စာအုပ်ထဲကနေအခန်းဆက်တွေကိုဆက်လက်ဖက်ပြပေးမှာဖြစ်ပါတယ်ဒီနေ့ဖက်ပြမယ့်အခန်းကတော့အခန်းနှစ်ဖြစ်ချင်သောစံတာငယ်တုန်းကကျွန်တော်တို့ခေတ်1955ဝန်းကျင်တုန်းက9တန်းတီအရေးကြီး၏၄တန်းကိုပင်ဒေသန္တရစာစစ်အဖွဲ့မှစစ်သည်ဖြင့်၄တန်းအောင်ရချင်းသည်ပင်အတော်ဂုဏ်ရှိလာသည်9တန်းကြတော့အစိုးရစစ်ဖြစ်သည်ထိုတန်းအောင်ရင်မူရလန်းပြစစ်ရေးစသည်ဖြင့်အလုပ်ဝင်လို့ရပါပြီထိုခေတ်ပညာရေးတွင် scholarship စာမှုပွဲဟူ၍တက်ရှိသည်ပညာသင်စုဟုဆိုကြပါစို့၄တန်းတွင် scholarship စာမေးပွဲရှိ၏အတန်းသား10ယောက်လျင်1ယောက်နှုန်းဖြင့်ပထမအစမ်းမှရမှတ်များကိုခြေခံကရွေးချယ်ပြီးအတန်းပိုင်ဆရာကအချိန်ပိုသင်ပေးရပါသည်၄တန်းစာမေးပွဲဖြေပြီးရင် scholarship စာမေးပွဲဆိုသည်ကိုတက်ထပ်ဖြေရပါသည် scholarship အောင်လျင်9တန်းမှ9တန်းအထိတစ်လလျင်10ကျပ်ပညာသင်စုရပါသည်ထို့သို့ရသူကလည်းရှားလာသည်တခါတရံရိုးရိုးစာမေးပွဲမှာကြပြီး scholarship မှာအောင်နေတတ်တာမျိုးကြုံရ၏ထိုအခါသူ့ကိုအတန်းတင်ပေးရပါသည်တင်ခွင့်ရှိပါသည်တခါတလေတော့စာမေးပွဲ2မျိုးစလုံးမှာကြာသွား၍၄တန်းပြန်ထိုင်ရတာမျိုးရှိတတ်သည်9တန်း scholarship ၄တန်းတွင်ကျွန်တော်သည်တာမန်ကျောင်းသားထဲမှာသာပါသည်အတန်းကျော်တက်လာသူဖြစ်၍စာတွေကစိမ့်နေ၏ထို့ကြောင့် scholarship မဝင်ရသို့သော9တန်းမှစပြီးထိပ်တန်းတက်လာသည်ထို့ကြောင့်9တန်းရောက်တော့ကျွန်တော် scholarship ဝင်ရသည်ထို့သို့ဝင်ခဲ့ရပုံမှာလဲပြောထိုက်သည်ကိုပြောလိုက်မိ၍ဘဝလမ်းကြောင်းကြီးပြောင်းသွားလောက်အောင်ဖြစ်သွားရခြင်းဖြစ်ပါ၏9တန်း scholarship စုကိုကျွန်တော်မရပါသို့သောရလိုက်သောစုမှာက scholarship ထက်အများကြီးပိုမြင့်သောအကျိုးစေပညာတည်တန်းစုဖြစ်၏ဆရာဝန်လောင်းအကျိုးစေပညာသင်တန်းသည်ပုံမှန်ဆက်အောင်သွားလျင်စောစောစီးစီးဆရာဝန်ဖြစ်သွားနိုင်သောပညာရေးစီမံချက်တစ်ခုဖြစ်သည်ဤသင်တန်းသို့တက်ခွင့်ရလာသောအခါမိဘဆွေမျိုးဆရာသမားများအားလုံးကကျွန်တော်ကိုဆရာဝန်ဖြစ်ဖို့မှန်းလာကြသည်ကျွန်တော်ကိုယ်တိုင်လည်းဆရာဝန်ရည်မှန်းချက်ကြီးကိုထားခြင်းစိတ်ဝင်လာသည်ထိုစဉ်ကကုန်စည်နှုန်းသည်ဘာမှမကြီးပဇွန်တုတ်တပိတ်တာမှ၄ချက်အလွန်ဆုံးထိုအချိန်တွင်ဆရာဝန်ထံဆေးတစ်လုံးထိုးလျင်2ချက်3ချက်မြသာဤဈေးနှုန်းဖြင့်ပင်ဆရာဝန်များမှာချမ်းလဲချမ်းသာကြဂုဏ်လဲရှိကြလေရာအလွန်အားကျချင်စရာကောင်းလာသောတံမွေးမှုကြီးဖြစ်နေသည်မှာမဆန်းပါအမှန်တော့အင်ဂျင်နီယာများသည်ထိုခေတ်တုန်းကလည်းဟန်ကြခဲ့ကြသည်သာဖြစ်၏သို့သောဆရာဝန်ကအသက်ကိုကယ်သူအဖြစ်လူတွေကပိုလေးစားကြသည်တကယ်ဖြစ်လာသည်ဖြစ်မလာသည်အပထားလူဆိုသည်မှာလေးစားခံရသောအလုပ်မျိုးကိုတော့လုပ်ချင်ခဲ့ကြသည်သာဖြစ်သည်အရွယ်ရောက်လာတော့10တန်းရောက်လာတော့အသက်14နှစ်အရွယ်တွင်ကျွန်တော်ဘဝကိုတစ်စစ်ချိုးသွားစေမည်ဝါသနာကိုတွေ့ရှိလိုက်ရပါတယ်စာကြည့်တိုင်များစာအုပ်ဆိုင်များနှင့်ထိတွေ့မှုများလာသောအခါငယ်စဉ်ကပင်အလစ်အကျင့်ရလာခဲ့သောစာဖတ်ဝါသနာကပို၍ရင့်တန်လာတော့သည်စာဖတ်ရမှကြပြရေးကြည့်လာသည်ကြပြမှတစ်ဆင့်ဝတ္ထုရေးကြည့်လာသည်ကြပြတွေးနေရသောဝတ္ထုကိုတွေးနေရသောစိတ်ကူးလွင့်ရသည့်လောကအသစ်ကိုကျွန်တော်သဘောကျသွားခဲ့ပါပြီထိုစဉ်ကဖတ်ခဲ့ရသောစာပေများတွင်စာရေးစရာဘဝအကြောင်းမမောလောက်စရာရေးထားတာမျိုးရှားလာပါတယ်စာရေးစရာဘဝမှာတိပီသည်နှက်ပြက်သည်ဘဝအာမခံချက်ဘာမှမရှိဆိုတာမျိုးတွေသာဖတ်ရသည်ဤလိုအခက်အခဲများဆိုသည်ကိုကျွန်တော်လို15နှစ်သားအရွယ်တောသားကလေးသဘောပေါက်နိုင်ဖို့မလွယ်ပါစာရေးစရာဖြစ်ရခြင်းဆိုသည့်အားကျခြင်းစပွဲဆုလက်ကြီးကကောင်းလာသည်ဖြစ်ရာကျွန်တော်သည်စာရေးစရာမှလွဲ၍ဘာမှမဖြစ်ချင်တော့ပါဤမှန်းချက်မှာနောင်3နှစ်4နှစ်ကြာတော့လောကအကြောင်းဘဝရည်တည်မှုအကြောင်းနားလည်လာခြင်းတွင်ရည်တည်ရေးအတွက်တခုခုလောက်ကင်စားတော့ရသည်ဖြစ်စေစာရေးစရာတော့ဖြစ်ကိုဖြစ်ရမည်ဟုပြောင်းလဲသွားပါသည်ပျော်ရွှင်သောဘဝကျွန်တော်ဒီကိုယ့်ဘဝကိုကြည်နက်နေနိုင်သူဖြစ်သည်
ကိုလှုပ်ချင်တာတွေလှုပ်နိုင်ပြီးဖြစ်တဲ့တာတွေလည်းဖြစ်လာခဲ့ပြီဟုထင်၍ကျင့်နိုင်ခြင်းဖြစ်သည်ဤလိုကျင့်နိုင်ခဲ့၍ပျော်ရွှင်မှုကိုရပါသည်အင်္ဂလိပ်လိုတော့ complacent ဟုပြောရပါမည်ရောင်ရဲတက်လျင်ဖြစ်ရာဘဝမှာကျင့်ပျော်ရွှင်နိုင်ပါသည်ကိုယ်ရည်မှန်းသလိုဖြစ်လာခဲ့လျင်လည်းကျင့်ပျော်ရွှင်နိုင်ပါသည်အကျိုးကိုမျှော်၍ကျွန်တော်ရှင်းပြပါအောင်မည်ငွေ100ရချင်သူတဦးဆိုပါတော့ကြိုးစားပါတော့လဲငွေ90ပဲရလာခဲ့သည်ထို90နှစ်ပဲကျင့်လိုက်နိုင်သူကိုသုံးဆွဲခြင်းဒီများကိုထို90နှစ်ပဲဖြစ်အောင်နေပါတော့မည်ဟုဆုံးဖြတ်လိုက်သူထိုသူကိုရောင်ရဲနိုင်သူဟုခေါ်ပါသည်တရားမျှော်လင့်ဒီကို90သာရှာနိုင်တဲ့ဖြင့်တရားမရကောင်းလားဟုတစ်ဖြစ်တော့စိတ်စင်းရဲနေသူမျိုးကြတော့အစိုးနေသမားဟုခေါ်ပါသည်မှန်ထားသည့်အတိုင်းတရားရ၍ကျင့်ဝမ်းသာနေသူများမှာအောင်မြင်သူများဖြစ်သည်အထက်အလျောက်ငြိမ်းချမ်းရသူလည်းဖြစ်သည်တရားမှန်၍1000ရလာသူများမှာကံကောင်းသူများဖြစ်သည်1000ရနိုင်မည့်အလုပ်ကိုတန်ဖိုးမတည်ပဲတရားလောက်သာမှန်ခဲ့သူဖြစ်ရင်ကထိုသူသည်အမှန်မမြင်တတ်အကွက်မမြင်တတ်သေးသူဖြစ်၏မြင်တတ်အောင်လေ့ကျင့်ဖို့လူကြောင့်သဘောပေါက်လာလျင်အလွန်ကြီးပွားနိုင်ပါသည်တရားတန်ကိုကံကောင်း၍1000ရသွားခြင်းဖြစ်လျင်စိတ်ထားမတတ်ပါကထိုလူမျိုးသည်ဝိတမလောဘသားဖြစ်သွားနိုင်သည်တရားရရန်ညီမှန်းချက်ချပြီးကြိုးစားရာတရားရသည်နောက်နေ့တွင်1000နောက်နေ့တွင်1000စသည်ဖြင့်ညီမှန်းချက်ထားလျင်ထိုလူမျိုးသည်ရုပ်ဝိထု၏လွှမ်းမိုးမှုငွေ၏လွှမ်းမိုးမှုကိုခံလိုက်ရသူဖြစ်သည်လောဘသားလုံးလုံးဖြစ်သွားမည်ပျော်ရွှင်မှုဘယ်တော့မှရတော့မည်မဟုတ်ကျွန်တော်ကတရားရရန်ညှော်မှန်းခဲ့သည်ညှော်မှန်းသည့်အတိုင်းလည်းရခဲ့ပါသည်ထို့ကြောင့်ကျွန်တော်ပျော်ရွှင်ခြင်းနဲ့ပါသည်ကျွန်တော်ဘဝမှာပျော်စရာခြင်းနဲ့စရာဘဝမိကွန်ဘဝဤရည်ရွယ်ချက်ကပါလဲတိုက်ဆောက်ရန်တားဆီးရန်ဆိုသောရုပ်ဝိထုရည်မှန်းချက်ကြော်ကြားရန်လူသူလေးစားမှုရရန်ဆိုသောရုပ်ဝိထုမဟုတ်သည့်ရည်မှန်းချက်ထိုရည်မှန်းချက်မျိုးကိုကျွန်တော်ပြောခြင်းမဟုတ်ပါဘဝတွင်နေထိုင်ရခြင်း၏အဓိပ္ပာယ်ဘဝ၏အနှစ်သာရအချုပ်ပြောရရင်ဘဝ၏ရည်ရွယ်ချက်ကိုပြောခြင်းဖြစ်သည်ကိုယ့်ဘဝ၏ရည်ရွယ်ချက်ကပါလဲဟုတ်ကဲ့အခုဖတ်ပြခဲ့တာကတော့အခန်းနဲ့ဖြစ်ချင်သောဆန္ဒအခန်းပဲဖြစ်ပါတယ်နောက်တစ်ပတ်မှာအခန်း3ကိုဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်